အားလုံးပဲခရစ်တော်နာမ၌မင်္ဂလာပါလို့နှုတ်ဆက်ပါတယ်ဒီနေ့ကပြင်ဆင်လက်နေကြလို့ဆိုတဲ့နှုတ်ကပတ်တော်ကောင်းစဉ်အဖြစ်အတူတကွဆင်ခြင်ခွန်အားယူကြပါစို့တမန်ကျမ်းစာတစ်ပိုက်ကိုဖတ်ချင်ပါတယ်ရှမာတဲ့ခရစ်ဝင်အခန်းကြီး24အပိုင်ငယ်44ကိုဖတ်ပါမယ်ထို့ကြောင့်တင်တို့သည်ပြင်ဆင်လက်နေကြလို့အကြောင်းမူကားတင်တို့မထင်မှတ်သောအချိန်နာရီ၌လူသားသည်ကြွလာလိမ့်မည်နှုတ်ကပတ်တော်ထဲမှာကျွေးတဲ့အခါမှာဘာကိုတွေ့ရတယ်လဲဆိုရင်ပြင်ဆင်လက်နေကြလို့ဆိုတဲ့ဖခင်ရဲ့နှုတ်တော်ထက်အမိန့်တော်ကိုတွေ့ရပါတယ်။ဒါကြောင့်ဒီကနေ့ကျွန်တော်တို့အသက်တာထဲမှာကြည့်တဲ့အခါမှာပြင်ဆင်လက်နေဖို့အတွက်အင်မတန်မှအရေးကြီးနေပါပြီ။ဘာကြောင့်လဲဆိုရင်မကြာခင်မှာကိုရောပြန်လာတော့မယ်။ယေရှုခရစ်တော်ဖခင်ယုံကြည်သူတွေကိုတိမ့်ဆဲဖို့ကြီးဆောင်ဖို့အတွက်လာတော့မယ့်အချိန်အင်မတန်မှအနည်းကနေပါပြီ။ဒါကြောင့်ရှမာတဲ့ခရစ်ဝင်ကျမ်းအခန်းကြီး24ထဲမှာကြည့်တဲ့အခါမှာယေရှုခရစ်တော်ဖခင်ယုံကြည်သူတွေကိုကြီးဆောင်တိမ့်ဆဲဖို့အတွက်အချိန်တိုင်းရောက်လာတဲ့အခါမှာဖြစ်ပျက်လာမယ့်အဖြစ်အပျက်တွေများစွာကိုဒီနေ့တမန်ကျမ်းစာထဲမှာအတိအကျရေးသားဖော်ပြထားတာကိုတွေ့ရပါတယ်။ဒါကြောင့်ဒီနေ့ကြည့်တဲ့အခါမှာဒီနေ့ကျွန်တော်တို့လောကထဲမှာကြည့်တဲ့အခါမှာနောက်ဆုံးသောကာလရဲ့အခြေအနေတွေများစွာဒီနေ့ဖြစ်နေပါပြီ။အမျိုးမျိုးသောမာယွန်းစွာတွင်တဲ့တွင်ချက်တွေများစွာရှိနေပါတယ်။နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံစစ်ဖြစ်လာမယ်။လူမျိုးတစ်မျိုးနဲ့တစ်မျိုးကွဲပြားလာမယ်။ရံပက်ပြူလာမယ်။ဒီနေ့အနာရောဂါများစွာရှိလာမယ်။ကူတာလို့မရတဲ့အနာရောဂါတွေရှိလာမယ်။ထို့အပြင်တခြားသောအရာတွေများစွာရှိပါသေးတယ်။ဆိုတော့ဒီကနေ့ကျွန်တော်လောကထဲမှာဖြစ်ပျက်နေတဲ့အဖြစ်အပျက်ဆိုးတွေကိုကြည့်တဲ့အခါမှာဒီနေ့ယေရှုခရစ်တော်ဘုရားယုံကြည်သူတွေကိုချီဆောင်ဖို့တိမ့်ဆဲဖို့အတွက်လာမယ့်အချိန်အင်မတန်မှနီးကနေပါပြီဆိုတဲ့အရာကိုတွေ့ရပါတယ်။ဒါကြောင့်ချစ်တော်မိတ်ဆွေများကျွန်တော်ဟာပြင်ဆင်လက်နေဖို့လိုပါတယ်။ဘလို့ပြင်ဆင်ကြမလဲနှုတ်ကပတ်တော်ထဲမှာပြင်ဆင်မှုဖြစ်တယ်။ကျွန်တော်ဘဝအတ္တတာကိုပြင်ဆင်မှုဖြစ်တယ်။ခရိယန်တိုင်းချီဆောင်ခြင်းမပါနိုင်ပါဘူး။ယေရှုခရစ်တော်ဘုရားကိုမိမိရဲ့ကယ်တင်ပန်ရှင်အဖြစ်ယုံကြည်လက်ခံပြီးမှအသက်ရှင်တော်သူတာလေယေရှုခရစ်တော်ဘုရားချီဆောင်သိမ်းစေတဲ့အခါမှာပါသွားမှာဖြစ်တယ်။ယေရှုခရစ်တော်ဘုရားကိုမိမိရဲ့ကယ်တင်ပန်ရှင်ဖြစ်ယုံကြည်လက်ခံခြင်းမရှိတဲ့သူမိတူမဆိုလောကအထက်မှာကြံ့နေခဲ့မှာဖြစ်ပါတယ်။ဒါကြောင့်ချစ်တော်မိတ်ဆွေများဒီကနေ့ကျွန်တော်တို့ရဲ့အသက်တာကိုပြင်ဆင်ဖို့လိုပါတယ်။ဘလို့ပြင်ဆင်မလဲ။ယေရှုခရစ်တော်ဘုရားကိုမိမိရဲ့ကယ်တင်ပန်ရှင်အဖြစ်ယုံကြည်လက်ခံပြီးမှနှုတ်ကပတ်တော်ကိုနေညမပြတ်စင်ခြင်းအောင်ပြီးမှကျွန်တော်တို့ရဲ့ဘဝအသက်တာကိုထိုနှုတ်ကပတ်တော်အားဖြင့်ပြင်ဆင်ဖို့ဖြစ်တယ်။ယေရှုခရစ်တော်ဘုရားကိုယူတင်ဝတ်ဆောင်ပြီးနေရစင်တိုင်းဘုရားရဲ့နှုတ်ကပတ်တော်ထဲမှာဘုရားနှုတ်တော်တဲ့တရားစကားထဲမှာကျွန်တော်တို့ဘဝအသက်တာတွင်ဘုရားရဲ့လက်တော်ထဲမှာဆက်ကအနံပြီးမှအသက်ရှင်မှုဖြစ်တယ်။ဒါမဟုတ်ဘူးဆိုရင်ဒီနေ့ကျွန်တော်တို့အသက်တာကပြင်ဆင်ခြင်းမရှိဘူးဆိုရင်ကြာနေခဲ့မှာဖြစ်တယ်။ဘာကြောင့်လဲဆိုရင်ဘယ်အချိန်မှာခရစ်တော်ဘုရားကြွလာမယ်။ယုံကြည်သူတွေကိုဘယ်အချိန်မှာလာပြီးမှတိမ်ဆဲမလဲဆိုတဲ့အချိန်နာရီကိုဘယ်သူမှမသိပါဘူး။ဒါကြောင့်တင်မပြင်ဆင်ဘဲနဲ့နေမယ်ဆိုရင်တင်ကြံခဲ့မှာဖြစ်တယ်။ဘယ်လိုမျိုးအခြေအနေမှာပဲဖြစ်နေပါစေဘယ်လိုမျိုးနေရာမှာပဲရောက်နေပါစေကျွန်တော်တို့ဘဝအတ္တတာကိုနေ့စဉ်နေ့တိုင်းဖခင်နှုတ်တော်ထတ်တမတရားဖခင်နှုတ်ကပတ်တော်ထဲမှာပြင်ဆင်လက်ကျွန်တော်အသက်ရှင်ဖို့ဖြစ်ပါတယ်။အချိန်မရွေးနေရာမရွေးခရစ်တော်ဘုရားရောက်လာနိုင်ပါတယ်။ဒါကြောင့်ဘယ်လိုမျိုးအချိန်မှာပဲရောက်လာပါစေတင်အမြဲတမ်းအစဉ်တင်ရှိနေမယ်ဆိုရင်တင်ရဲ့ဘဝအတ္တတာဟာမင်္ဂလာတစ်ပါးဖြစ်ပါတယ်။ဒါကြောင့်ချစ်တော်မိတ်ဆွေများဒီကနေ့ကျွန်တော်တို့ဘဝအတ္တတာကိုပြင်ဆင်ကြရအောင်။ကျွန်တော်တို့ရဲ့ဘဝဟောင်းလူဟောင်းဇာတိအရာတွေကိုစွန့်ပစ်ပြီးမှဖယ်ရှားပြီးမှခရစ်တော်နဲ့အတူလက်ဝါးကပ်တိုင်မှာအသေးခံပြီးမှကျွန်တော်တို့ဟာလူတစ်အတစ်တော်အသက်တာနဲ့အတူခရစ်တော်နဲ့အတူရှင်ပြန်ထားမြောက်ပြီးမှသူနှုတ်ကပတ်တော်ထဲမှာနေရစင်တိုင်းပြင်ဆင်လက်အသက်ရှင်ဖို့အတွက်တိုက်တွန်းချင်ပါတယ်။တင်ရဘဝအသက်တာလူဟောင်းစာတိအရာတွေကိုစွန့်ပစ်လိုက်ပါ။အဲ့ဒီလူဟောင်းစာတိအရာလောကအရာတွေကိုဖတ်တွယ်ထားခြင်းမရှိပါနဲ့။နှုတ်ကပတ်တော်ကိုဖတ်တွယ်ပါနှုတ်ကပတ်တော်ကိုဝတ်ဆင်ပါယေရှုခရစ်တော်ဘုရားကိုယူတင်ဝတ်ဆောင်ပါဒီနေ့မကြာခင်မှာယေရှုခရစ်တော်ဖခင်ပြန်လာတော့မယ်ကျွန်တော်ဘဝဟောင်းစားလေးဟောင်းတွေကိုစွန့်ပစ်ပြီးမှကျွန်တော်အသက်ရှင်ရအတ္တတော်အတ္တတာခရစ်တော်ကိုယူတင်ဝတ်ဆောင်ပြီးမှကျွန်တော်အသက်ရှင်ရအောင်ဆိုတော့ချစ်တော်ကျွန်တော်ညီကိုတွေကျွန်တော်အရောက်ချင်းစီတိုင်း
ထိုနှုတ်ကပတ်တော်ထဲမှာပြင်ဆင်ပြီးမှအသက်ရှင်လက်ယေရှုခရစ်တော်ဖခင်ချီဆောင်သိမ်းစေတဲ့အခါမှာအရောက်ချင်းစီတိုင်းကြံခဲ့တဲ့သူများမဖြစ်ဘဲနဲ့ယေရှုခရစ်တော်ဖခင်ရဲ့ချီဆောင်ခြင်းထဲမှာအရောက်ချင်းစီတိုင်းကပါဝင်နိုင်တဲ့သူများဖြစ်စေဖို့အတွက်နှုတ်ကပတ်တော်အားဖြင့်ခွန်အားပေးပါတယ်။ဒါကြောင့်ချီဆောင်ခြင်းထဲမှာပါခြင်းတယ်ဆိုရင်ယေရှုခရစ်တော်ဖခင်ကိုမိမိရဲ့ကယ်တင်ပန်းရှင်ပဲယုံကြည်လက်ခံပြီးမှအသက်ရှင်ဖို့အတွက်တော့အရေးကြီးပါတယ်။ဒါမှသာလျှင်ကျွန်တော်ဟာယေရှုခရစ်တော်ဖခင်ယုံကြည်သူတွေကိုချီဆောင်သိမ်းဆည်းမဲ့ချီဆောင်ခြင်းထဲမှာအရောက်ချင်းစီတိုင်းကပါဝင်နိုင်မှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုနှုတ်ကပတ်တော်အပြင်ဒီနေ့အီးမေးလ်ဝေငှတိုက်တွန်းခွန်အားပေးလိုက်ပါတယ်။အရောက်ချင်းစီတိုင်းဆင်ခြင်ခွန်အားယူနဲ့အတစ်တော်အသက်တာနဲ့အတူထိုနှုတ်ကပတ်တော်နဲ့အသက်ရှင်နိုင်ကြပါစေ။ Just